မောရတုတ်အထုပ္ပကအခါရဘာဗာရဏသီပြည်၌ဗျမရာမင်းကြီးမင်းပြုစဉ်ဖယားအလောင်းသည်ဥရောင်းမျိုး၌ဖြစ်၍လူတို့နှင့်ဝေးကွာသောဟိမဝန္တာတော်ဒန္တကဟိရညတောင်၌နေလေ၏ထိုဖယားအလောင်းဥရောင်းမင်းသည်နာနေမိုးသောအလင်းရောက်၍အစာရှာထွက်သောအခါဥရေတယံစက္ခုမာဧကရာဇာစသောပရိတ်တော်ကိုရွတ်ဆိုပြီးမှထွက်လေ၏အစာဝ၍နေဝင်ကန်ဤပြန်သောအခါ၌လေအဘေတယံစက္ခုမာဧကရာဇာစသောပရိတ်တော်ကိုရွတ်ဆိုပြီးမှပြန်လေ၏ဗာရဏသီမင်းအဆက်ဆက်သည်နှစ်ပေါင်းများစွာအကြိမ်ကြိမ်မိအောင်ဖမ်းကြတော်လဲမမိနိုင်ကြကြနောက်ဆုံး၌ဥရောင်းပြိုမကိုသင်ပြီးလျင်မတန်ပေး၍ဖြာယောင်းပြီးထောင်ဖမ်းမှသာလျင်သာယာသောဥရောင်းမ၏အတန်ကိုကြား၍အတန်၌တတ်မဲ့သောစိတ်ဖြစ်ပေါ်လာသောကြောင့်ယခင်ရွတ်နေကြဖြစ်သောပရိတ်တော်ကိုမရွတ်မိပဲဥရောင်းမဤအနီးသို့ချင်းကလာသောမုံဆိုးထောင်ထားသောကြော်ကွင်း၌မိလေတော့ဤသို့ဥရောင်းမင်းညွတ်ကွင်းမရခြင်းသည်ရွတ်ဆိုနေကြဖြစ်သောမောရတုတ်ကိုမရွတ်မိခြင်းကြောင့်ဖြစ်သည်ဒါကြောင့်ဤမောရတုတ်ပရိတ်ကိုရွတ်ပနာကြသောပုဂ္ဂိုလ်များသည်ထိတ်ခကြိုးချီစားသောအမျိုးမျိုးသောအနောင်ဖွဲ့မှလွတ်မြောက်စေနိုင်ပေသည်ထိုမောရတုပရိတ်တော်ကဘုရင်တံဘောရိတံဘာရေနိဗ္ဗတံမောရယောနိယံယေနတံဝိဟိတာရခံမဟာတတံဝဏိစရာစိရတံဝါယမန္တာပိနေဝသခိတုဂဏိတုံဗျမမန္တံတိအခါတံပရိတံတံဗနာမဟိဥရေတယံစက္ခုမာဧကရာဇာဟရိတဝန္နောပထဝိပဘာသောတန္တံနမတမိဟရိတဝန္နံပထဝိပဘာတံတယိဇဂௌတာဝိဟရေမုရိဝတံဧဗျမနာဝေရကုသဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမထုဗုဒ္ဓနာနမထုဘောဓိယာနမောဝိမု dd နာနမောဝိမု ddhi ယာဣမံသောပရိဒံကတဝါမောရောစရတိဧတနာအဘေဒယံစက္ခုမာဧကရာဇာဟရိတဝန္နောပထဝိပဘာသောတန္တံနမတမိဟရိတဝန္နံပထဝိပဘာတံတယိဇဂௌတာဝိဟရေမုရတေဧဗျမနာဝေရကုသဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမထုဗုဒ္ဓနာနမထုဘောဓိယာနမောဝိမု ddh နာနမောဝိမု ddhi ယာဣမံသောပရိဒံကတဝါမောရောဝါသမကပ္ပယိမောရတုတ်တံနေဋ္ဌိတံ